အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်နှုတ်ကပတ်တော်ကြားနာတဲ့သူတွေအပေါ်မှာဘုရားသခင်ရဲ့ကျေးဇူးတော်တက်ရောက်ပါစေအာမင်ကျွန်တော်တို့ဒီကမ္ဘာလောကမှာကြည့်လိုက်မယ်ဆိုရင်ဘုရားအများကြီးကိုတွေ့ရတယ်အဲ့ဒီဘုရားကအခုမှရှိတာမဟုတ်ပါဘူးဘိုးဘွားအရင်ကတည်းကလူတွေကရွှေရှင်းရင်ရွှေနဲ့ဘုရားဆင်းတုလုပ်တယ်ငွေရှင်းရင်ငွေနဲ့ဘုရားပြုတုဆင်းတုလုပ်တယ်ကျန်တဲ့အရာအနေနဲ့လည်းဘုရားအနေနဲ့လုပ်ပြီးယုံကြည်ကိုးကွယ်နေကြတယ်အဲ့ဒါကိုကဲဘုရားလှုပ်ပြီးဘုရားရှိတယ်ဒီမှာလာပြီးတော့ကိုးကွယ်ကြပါဆူတောင်းကြပါလို့ပြောရင်ဆူတောင်းကြည့်တယ်ဆိုပြီးတော့လူတွေကသွားပြီးတော့ဗာလုပ်တယ်အဲ့ဒီနေရာကိုစုဝေးပြီးတော့ဝတ်ပြုတ်နေကြတယ်အဲ့ဒီဘုရားကိုကိုးကွယ်နေကြတယ်အဲ့ဒါကိုအသက်ရှင်တော်မူတော့ဘုရားကကြည့်လိုက်တဲ့အချိန်မှာလူတွေကလမ်းမားကုန်ကြပြီးလမ်းလွဲနေကြပြီးကောင်းကင်နိုင်ငံခရီးကိုရောက်နိုင်တဲ့လမ်းမရှိတော့ဘူးဆိုပြီးတော့ဘုရားသခင်ကအမှန်တကယ်လူတွေကိုဖန်ဆင်းတဲ့ဘုရားဖြစ်တာမို့လို့ဘုရားမဟုတ်တဲ့အရာကိုကိုးကွယ်နေတဲ့လူတွေကိုနှမျောတယ်တတ်တယ်သူချစ်တယ်ဘာဖြစ်လို့လဲဆိုရင်ငရဲမသွားစေချင်ဘူးသူဖန်ဆင်းထားတာမို့လို့သူ့ကိုဘုရားအမတ်နဲ့ကိုးကွယ်စေချင်တယ်သူ့ကိုအတိအမှပြုစေချင်တယ်အဲ့ဒါကိုလူတွေကသူ့ကိုအနောက်မှာပြစ်ပြီးတော့မြင်ရတဲ့အရာအရှိမရှိတဲ့မြင်ရတဲ့ရုပ်တုစိတ်တုတွေကိုဘုရားအမတ်နဲ့ကိုးကွယ်ခြင်းပြုနေတာကိုဘုရားကအင်မတန်မှယွန်းရှာဆက်ဆုပ်ယွန်းရှာတဲ့အရာဖြစ်တယ်ဘုရားမဟုတ်ဘဲနဲ့ငါဘုရားပဲလို့ရှိတဲ့အရာကိုဘုရားကတကယ်ဆက်ဆုပ်ယွန်းရှာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်လမ်းမအောင်လှုပ်ပေးတာပဲသူလေကောင်းကင်နိုင်ငံမရောက်နိုင်အောင်လှုပ်ပေးတာပဲသူလေဒီမှာကြည့်လိုက်မယ်ဆိုရင်ကောင်းကင်နိုင်ငံမရောက်ရင်ငရဲကိုသွားရမှာပဲအဲ့တော့ငရဲသွားမယ်လမ်းကဘယ်သူလှုပ်တာလဲအဲ့ဒါစာတန်နှောက်ယှက်နေတာလူလှုပ်တာမဟုတ်ဘူးစာတန်ကလူကိုလက်ဖြားနေတာလက်စားနေတာအဲ့ဒါကိုကြည့်ချင်းအားဖြင့်ဘုရားသခင်ကစာတန်လက်ထဲကိုပါသွားမှာလူတွေကိုချစ်လွန်းလို့နှမျောတတ်တယ်သူတူလာတယ်တခင်မဟုတ်ဘဲနဲ့တခင်သွားခေါ်တယ်ဘုရားမဟုတ်ဘဲနဲ့ဘုရားသွားခေါ်တယ်အဲ့ဒါကိုဘုရားကနှမျောတတ်လွန်းလို့ချစ်လွန်းလို့တူလာအောင်ချစ်တယ်လို့ပြောတယ်အဲ့ဒါကြောင့်လူတွေသူ့စီပြန်လာဖို့အတွက်ကောင်းကင်နိုင်ငံပြန်ရောက်ဖို့အတွက်လမ်းမမြင်တော့ဘူးလမ်းမရှိတော့ဘူးဆိုပြီးတော့ဘုရားသခင်ကကဲဒါဆိုရင်ငါပြန်ကဲတင်ပေးဖို့အတွက်တခုလှုပ်ရတော့မယ်ဆိုတော့ရင်ရချက်နဲ့ကဲဘုရားအားလုံးကိုပြစ်လိုက်တော့မင်းတို့ဘုရားတွေနဲ့ဘုရားအများကြီးနဲ့မင်းတို့ရှုပ်ရှက်ခတ်နေပြီကဲတင်နိုင်တဲ့ဘုရားကိုမင်းတို့မတွေ့နိုင်တော့ဘူးကောင်းကင်နိုင်ငံလမ်းကိုမင်းတို့လမ်းမရှိတော့ဘူးကောင်းကင်နိုင်ငံရောက်ဖို့လမ်းမရှိတော့ဘူးအဲ့ဒါကြောင့်ငါတတ်မတ်ကိုဘဒူးမှနဲ့မတူအောင်ဘဒူးမှတူလို့မရအောင်ဘယ်နာမနဲ့မှမတူတဲ့ Ketation ဆိုတဲ့အဓိပ္ပာယ်ရတဲ့ယေရှုဆိုတဲ့နာမည်အားဖြင့်ကျွန်တော်တို့စီကိုလွတ်လာလိုက်တယ်အပြစ်နွန်တဲ့ကနေမာရွံ့နေတဲ့ဖျားမာရွံ့နေတဲ့သူတွေပြန်ကဲတင်ပေးဖို့အတွက်လူတွေကအသေးအသားအားဖြင့်လူတွေပြစ်မှားတဲ့အပြစ်ဘယ်လောက်ပဲကြီးနေပါစေသူမကဲတင်ပေးနိုင်တာသူခွင့်မလွတ်နိုင်တာမရှိဘူးဒါပေမဲ့ဝိညာဉ်အားဖြင့်ပြစ်မှားသွားရင်တော့ဘုရားသခင်ကကဲတင်လို့မရတော့တာကဲတင်ခွင့်မပေးတော့တာလေလူတွေကအဲ့ဒါကြောင့်သူ့ကိုမဟုတ်ဘဲနဲ့တခြားဘုရားကိုသူ့ကိုတော့အသက်ရှင်တဲ့ဘုရားကိုတော့နောက်မှာပြစ်ထားပြီးတော့တခြားဘုရားကိုကိုးကွယ်နေတယ်ဆိုရင်အဲ့ဒါဝိညာဉ်နဲ့ဆိုင်သွားပြီဝိညာဉ်နဲ့ဆိုင်သွားတော့သူကကဲတင်ချင်ပိမဲ့ကဲတင်ခွင့်မပေးတော့တာကလူတွေဖြစ်တယ်အဲ့ဒါကြောင့်ဘုရားအများကြီးကိုယူပစ်လိုက်တော့မင်းတို့ကငါလှုပ်ပါဆိုတဲ့အရာကိုမလှုပ်နိုင်ဘူးမလှုပ်နဲ့ဆိုတဲ့အရာကိုမင်းတို့လှုပ်နေတယ်အဲ့ဒါကြောင့်ကဲမင်းတို့လှုပ်เสียမလို့တော့ဘူးငါသားကိုယုံကြည်လိုက်ပါဆိုပြီးတော့သူများနဲ့မတူတဲ့သူများနဲ့ကွဲပြားတဲ့မားနိုင်စရာအကြောင်းမရှိတဲ့တတ်မတ်ကိုအတိအမှတ်ထားနိုင်တဲ့တိတသာကြီးကိုတိတာနိုင်တဲ့ယေရှုဆိုတဲ့နာမအဖြစ်ဒီကမ္ဘာလောကကိုလက်ဆောင်အဖြစ်ပေးလာလိုက်တယ်အာမင်သူ့ကိုယုံကြည်တဲ့သူအားလုံးကကယ်တင်ခြင်းရမယ်ဆိုတဲ့အရာကိုဘုရားကပြောလာခြင်းဖြစ်တယ်အဲ့ဒီယေရှုပေးလာရခြင်းကအဲ့ဒီလက်ဆောင်ပေးလာရခြင်းကဘာသာတရားမဟုတ်ဘူးဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အားဖြင့်ပြောထားခြင်းဖြစ်တယ်အကျင့်တရားမဟုတ်ဘူးဆိုတဲ့အရာကိုနှုတ်ကပတ်တော်အားဖြင့်ပြောထားခြင်းဖြစ်တယ်
အပြစ်ကြီးတာငယ်တာနဲ့မဆိုင်ဘူးဆိုတဲ့အရာကိုအလူဒါနပြုတာနဲ့မဆိုင်တဲ့အရာကိုဘုရားသခင်ကဓမ္မကျမ်းစာအပြင်ဖော်ပြထားခြင်းဖြစ်တယ်အဲ့ဒီလက်ဆောင်ကဘုရားသခင်ပေးလာတဲ့နေ့ကနေစပြီးဝမ်းမြောက်စရာသတင်းကိုကြားပြောရမယ်နေ့ဆိုပြီးတော့ဘုရားသခင်ကပေးလာလိုက်တဲ့အချိန်မှာလူတွေကဗာတတ်မှတ်လိုက်နေဆိုရင်အဲ့ဒီလက်ဆောင်ပေးလာတဲ့ရက်ကို Christmas Day ဆိုပြီးတော့ကယ်တင်ရှင်ကြွမြန်းလာတဲ့နေ့ကယ်တင်ရှင်ဒီကမ္ဘာလောကကိုကြွမြန်းလာပြီဆိုတဲ့အမတ်တရားနေ့ဆိုပြီးတော့လူတွေက Christmas Day ဆိုပြီးတော့တတ်မှတ်လိုက်ခြင်းဖြစ်တယ်အဲ့တော့ဝမ်းမြောက်စရာသတင်းကိုကြားပြောတဲ့အချိန်မှာနိုင်ငံအသီးသီးလုံနေကြတဲ့ Christmas ပွဲကိုကြည့်ပြီးတော့အဲ့ဒီ Christmas သတင်းသခင်ယေရှုကြွလာတဲ့သတင်းကိုလူတိုင်းလူကြားသိရလောက်ပြီးဆိုတဲ့သက်သေအားဖြင့် Christmas နေ့ကိုကျင်းပနေတာတွေ့ရတယ်အဲ့တော့အဲ့ဒီလက်ဆောင်ကိုဘယ်လိုပေးလာလဲဆိုတဲ့အကြောင်းကိုကျွန်တော်နှုတ်ကပတ်တော်အားဖြင့်ကျမ်းစာအားဖြင့်ဆင်ခြင်ရအောင်ရှင်ယောဟန်အခန်းကြီး3အငယ်16မှာဗာပြောလေဆိုရင်ဘုရားသခင်၏သားတော်ကိုယုံကြည်တော့သူအပေါင်းတို့သည်ပျက်စီးခြင်းတော့မရောက်တဲ့ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်၏မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူတည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏တဲ့သူပေးလာတဲ့လက်ဆောင်ကအားလုံးဒီမှာပါတယ်သူကဘာသာတရားမဟုတ်ဘူးသူကအသက်နဲ့ပြည့်စုံစေတဲ့ဘုရားဖြစ်တယ်သူကအပြစ်ကြီးတောင်ငယ်တာမခွဲခြားဘူးဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်ဒီကျမ်းပိုက်အားဖြင့်အကုန်လုံးပြည့်စုံအောင်ဘုရားပေးလာခြင်းဖြစ်တယ်အဲ့ဒါကဘုရားသခင်သားတော်ကိုယုံကြည်တော့သူအပေါင်းတို့သည်တဲ့သားတော်ကိုယုံကြည်တော့သူအပေါင်းလို့ပြောထားလို့သားတော်ကိုငွေ100အလူပေးတော့သူငွေ300အလူပေးတော့သူလို့မပါဘူးသားတော်ကိုစင်ရသားတွေကိုအလူဒါနလုပ်တဲ့လူကိုလို့မပါဘူးသားတော်ကိုဗိမာန်တော်ဆောက်ပေးတဲ့လူလို့မပါဘူးအဲ့ဒီဟာကြတော့အလူဒါနလုပ်တာလူကျင့်တဲ့အကျင့်ဖြစ်တယ်အဲ့တော့အကျင့်အားဖြင့်မရဘူးဆိုတာကအခုသားတော်ကိုယုံကြည်သောသူလို့ပြောလို့ယုံကြည်သောသူမှသာလင်ရတဲ့အရာဖြစ်တယ်မယုံကြည်ရင်အလူဒါနဘယ်လောက်ပဲလို့အကျိုးမရှိဘူးဆိုတဲ့အကြောင်းကောင်းကင်နိုင်ငံမရောက်နိုင်ဘူးဆိုတဲ့အကြောင်းကိုဘုရားသခင်ကအသိလင်းပြောထားခြင်းဖြစ်တယ်အဲ့တော့အဲ့ဒီလူတန်းချင်းပေးကမ်းခြင်းကအကျိုးမရှိဘူးလားဘာမှမထူးဘူးလားဆိုတဲ့အရာကမယုံကြည်ဘဲနဲ့လုပ်ရင်တော့မထူးဘူးဒါပေမဲ့ယုံကြည်ပြီးတော့လုပ်ရင်တော့အဲ့ဒါကနောက်တစ်ပိုင်းအခုပြောနေတဲ့ဟာကျတော့ကောင်းကင်နိုင်ငံရောက်ဖို့အတွက်ကယ်တင်ခြင်းရောက်ဖို့အတွက်ပဲဘုရားသခင်ကကျွန်တော်ပေးထားခြင်းလွယ်လေးနဲ့ရှင်းရှင်းလေးပေးထားခြင်းဖြစ်တယ်အဲကြောင့်ယေရှုဆိုတဲ့အရာကိုရှင်းရှင်းလေးကိုဘုရားသခင်ကလွယ်လေးကိုပေးထားခြင်းဖြစ်တယ်ယုံကြည်ခြင်းအားဖြင့်ဆိုတာကလှုပ်เสียမလို့ဘူးလှုပ်တဲ့အရာအလုံးကဘာဖြစ်လဲအကျင့်ဖြစ်တယ်အကျင့်အားဖြင့်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးလို့ဘုရားကသိမြင်တဲ့အချိန်မှာလူတွေကိုမကျင့်ခိုင်းတော့ဘူးကောင်းကင်နိုင်ငံရောက်ဖို့အတွက်ယုံကြည်ခြင်းတစ်ခုတည်းတာလန်ပြည့်စုံပြီးဆိုတဲ့အရာအပြင်ဖော်ပြနေခြင်းဖြစ်ပါတယ်ယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတော့မရောက်တဲ့မပျက်စီးရဘူးလို့ပြောတယ်ကျွန်တော်စဉ်းစားကြည့်ပါစိတ်အားဒုက္ခရောက်နေတယ်အကျွေးတွေအများကြီးတင်နေတယ်အဲ့လိုမျိုးဆိုရင်ဘဝပျက်စီးခြင်းကိုရောက်တဲ့လမ်းစဖြစ်တယ်လူတွေအနေနဲ့ပေါ့နော်တချို့ကျတော့ဘိန်းတောက်တယ်အရက်တောက်တယ်အဲ့ဒီဟာလည်းပျက်စီးနေပြီလို့တချို့ကျတော့တကူဓမြဖြစ်တယ်တချို့ကျတော့မျက်စိကန်းတယ်နားလေးတယ်စကားအားတယ်ခြေလက်အင်္ဂါကျိုးတယ်ဆိုကြတဲ့ကအဲ့ဒါလည်းပျက်စီးခြင်းပါပဲဒါပေမဲ့သူပြောတာကယုံကြည်ရင်ဘာဖြစ်လဲမပျက်စီးရဘူးတဲ့ပျက်စီးခြင်းတော့မရောက်တဲ့သူပြောတာဆိုလိုတာကဘယ်လောက်ပဲအခက်အခဲရှိနေပါစေကျိုးနေပါစေလာခဲ့ငါစီလာခဲ့ငါပြီးပြည့်စုံအောင်မင်းကိုပြန်လှုပ်ပေးမယ်ဆိုတဲ့ဟာကိုအဲ့ဒါကဘယ်သူတွေရလဲယုံကြည်တဲ့သူရမယ်အာမင်ယုံကြည်နိုင်ရင်တော့ရမယ်မယုံကြည်နိုင်တော့အဲ့ဒါအလကားစုံစမ်းတဲ့သူပဲဖြစ်တယ်မယုံကြည်ဘဲနဲ့စုံစမ်းရင်တော့အဲ့ဒါအလကားနောက်ဆက်တာပဲဖြစ်တယ်အဲကြောင့်မပျက်စီးရဘူးဆိုတဲ့အရာကဘုရားသခင်ကပြည့်ပြည့်စုံအောင်လှုပ်ပေးခြင်းလို့မပျက်စီးရဘူးလို့ပြောနေခြင်းဖြစ်တယ်အခုကျွန်တော်ကြည့်လိုက်မယ်ပျက်စီးခြင်းဆိုတဲ့အရာရှိလို့မပျက်စီးရဘူးမပျက်စီးစေဘူးဆိုတဲ့အရာထွက်လာတာဖြစ်တယ်ယုံကြည်ခြင်းလို့ပြောတဲ့အဲမှာယုံကြည်တော်သူလို့ပြောတဲ့အဲမှာမယုံကြည်တဲ့သူရှိလို့ပြောတာဖြစ်တယ်
ကျွန်တော်တို့အဲ့ဒီထဲမှာမပါရလေအောင်ကိုယ့်အကူရွေးချယ်ပိုင်ခွင့်ရှိတယ်ယုံကြည်တော့သူဖြစ်ရင်မပြည့်စည်ရဘူးဘာလို့မပြည့်စည်ရလဲဘုရားသခင်ကသူအပြည့်စည်ခံသွားတာသူပြည့်စည်သွားတယ်ဘယ်သူအတွက်လဲအပြည့်သားအားလုံးအတွက်ဘုရားသခင်ကိုမမြင်နိုင်တော့တဲ့ရှုပ်ရှက်ခတ်နေတဲ့ဘုရားအများကြီးနဲ့မာရွေ့နေတဲ့သူတွေလမ်းစာပြောက်နေတဲ့သူတွေအားလုံးအတွက်ဘုရားသခင်ကသူအပြည့်စည်ခံပြီးတော့ဘုရားကိုညွန်ပြသွားခြင်းဖြစ်တယ်ဘုရားရဲ့ခမဲတော်ရဲ့စကားကိုနားထောင်သွားခြင်းဖြစ်တယ်အဲ့ဘယ်လိုနားထောင်လဲသူကစင်းတဲ့ဥစ္စာပြည့်စုံတယ်ယေရှုကဘယင်ဖြစ်တယ်ဘုန်းတကိုးနဲ့ပြည့်စုံတယ်အဲ့ဒါကိုအကလုံးစုပ်နေတော့ကျွန်တော်လောကလူသားကိုကဲတင်ဖို့အတွက်ခမဲတော်နဲ့တဘောတူပြီးတော့ခမဲတော်ရဲ့စကားနားထောင်ဖို့အတွက်ငါသားဒီလူသားတွေကောင်းကင်နိုင်ငံလာဖို့အတွက်လမ်းစာပြောက်နေပြီလမ်းမရှိတော့ဘူးအဲ့ဒါကြောင့်သူတို့ကိုပြက်ကဲတင်ဖို့အတွက်ငါတို့သားဖတ်လို့မှရမယ်အဲ့တော့ကဲတင်ဖို့အတွက်လိုတယ်ဆိုတဲ့ဟာကတားတော်လဲတဘောတူတယ်ဘာဖြစ်လို့လဲချစ်လို့တဘောတူတာလောကလူသားကိုချစ်လို့တဘောတူတာအဲ့ဒါကြောင့်တားကိုပြောတဲ့အချိန်မှာတားတော်ကတားသွားမယ်ဆိုပြီးတော့အဖေရဲ့စကားကိုနားထောင်ဖို့အတွက်ဒီလောကကိုဆင်းကြွလာခြင်းဖြစ်တယ်အာမင်သူအပြက်ခံတယ်ဆိုတဲ့ဟာကmusicကကြည့်လိုက်ပါmusicကအပင်မပေါက်သေးခင်မှာတော့သူကကြည့်လို့လာတယ်ဒါပေမဲ့သူအပင်ပေါက်ဖို့အတွက်သူပြက်ရတယ်လေအစီကပြက်ရတယ်မပြက်ရင်အပင်မထွက်နိုင်ဘူးအပင်မပေါက်နိုင်ဘူးအဲ့တော့ဘုရားသခင်ကိုအမှန်တကယ်ဘုရားအနေနဲ့ကိုးကွယ်နေတာဘုရားအနေနဲ့တတ်မှတ်ထားတာယေရှုတပါးတည်းရှိတယ်အဲ့ကြောင့်အဲ့ဒီတပါးတည်းကိုတပါးတော်အားဖြင့်တားတော်တပါးအားဖြင့်တားဒီအများကြီးရဖို့အတွက်ဘုရားသခင်ယေရှုကလှုပ်ပေးလိုက်ခြင်းဖြစ်တယ်အဲ့ဒီ music ကပြက်ရင်အပင်ပေါက်မယ်အပင်ပေါက်ရင်အသီးအများကြီးပြန်တီးလာမယ်အဲ့တော့ယေရှုကိုယုံကြည်တဲ့သူအားလုံးကဘုရားရဲ့သားတော်ဖြစ်ခွင့်ဖြစ်ရတော့အခွင့်ကိုဘုရားကအလိုရှိတယ်အဲ့ကြောင့်သားကအပြက်ခံပြီးတော့ကျွန်တော်တို့ကိုဘုရားရဲ့သားအနေနဲ့ဖြစ်ခွင့်ပေးလိုက်တယ်ဆိုတဲ့အကြောင်းကိုပြောနေခြင်းဖြစ်တယ်သူအပြက်ခံပြီးတော့ကျွန်တော်တို့မပြက်စီးတဲ့အရာကိုပေးလိုက်ခြင်းဖြစ်တယ်သူ့မှာသူများတွေဖမ်းပြီးတော့သူများကိုသူ့ရိုက်တယ်နှိပ်စက်တယ်ညှဉ်းပန်းတယ်အဲ့ဒါဒီအားလုံးသူဘာလို့သူဘာခံရလဲပျက်စီးသွားတယ်သူ့အသားတွေအားလုံးယေရှုမှမသိနိုင်တော့လောက်အောင်ရိုက်ထားတာထိုးထားတာသူများနှိပ်စက်ညှဉ်းဆဲထားတာအဲ့ဒါဒီအားလုံးကပျက်စီးသွားတာလေလူမမသိလောက်အောင်အဲ့ဒါကြောင့်သူအပျက်စီးခံပြီးတော့ကျွန်တော်တို့ပြည့်စုံဖို့အတွက်သူခံပေးသွားတယ်ဆိုတဲ့အရာကိုဘယ်သူတွေရမလဲယုံကြည်တော့သူကပျက်စီးခြင်းတို့မရောက်ဆိုတဲ့အရာကိုရမှာဖြစ်ပါတယ်ကဲဆက်ရအောင်ထာဝရအသက်ကိုရစေခြင်းငါတဲ့ထာဝရအသက်ကိုရစေခြင်းငါဆိုတဲ့ဟာကထာဝရအသက်မဟုတ်တဲ့အရာလည်းရှိတာမို့လို့ဖြစ်တယ်အဲ့တော့ငရဲသွားမယ်ဆိုရင်သူလည်းထာဝရပါပဲဒါပေမဲ့အသက်လားဆိုရင်ဆုံးရှုံးသွားတာမို့လို့ဒါပေမဲ့ဝိညာဉ်တည်လားဆိုဝိညာဉ်တော့မတည်ဘူးဝိညာဉ်တော့မတည်ဘူးဒါပေမဲ့ဘာဖြစ်လဲကန့်နဲ့လောင်တဲ့မီးအိုင်ထဲမှာသူခံရမယ်တဲ့အဲ့တော့မောင်မိုက်ခြင်းရှိရာအန်တွားခဲ့ခြင်းရှိအန်တွားခဲ့ကြိတ်ရာငိုကြွေးခြင်းရှိရာကန့်နဲ့လောင်တော့မီးခဲပုံထဲမှာတကုတ်လုံးကိုအလောင်ခံရမယ်အဲ့တဲ့ကိုမပေးသွားစေခြင်းလို့ဘုရားသခင်ကချစ်လွန်းလို့ဝိညာဉ်ကိုမဆုံးရှုံးစေခြင်းလို့အဲကြောင့်နံဘဝတမလွန်ဘဝမှာဘာဖြစ်လဲမိမိနဲ့တပါးဒီတော့သားတို့ကိုစွန့်တယ်ဆိုတာကကျွန်တော်တို့အတွက်ချစ်လွန်းလို့ပေးလာတဲ့ရခြင်းဖြစ်တယ်တပါးဒီတော့သားတော်အားဖြင့်သားအများကြီးရဖို့အတွက်ခမဲတော်ကိုကယ်တင်ရှင်အဖြစ်ယုံကြည်ပြီးတော့ခမဲတော်စီပြန်လာနိုင်ဖို့အတွက်သားတော်အားဖြင့်ကျွန်တော်တို့ကပြန်ရလာခြင်းဖြစ်တယ်ကောင်းသော music အားဖြင့်အသီးများစွာတီးလာတဲ့အားကကျွန်တော်တို့ကယုံကြည်သူအားလုံးကအသီးဖြစ်ခြင်းဖြစ်တယ်ယေရှုအားဖြင့်တီးလာတော့အသီးဖြစ်တယ်အာမင်မိမိနဲ့တပါးတီတော်သားတို့ကိုစွန့်တော်မူတည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏တဲ့မိမိနဲ့တပါးတီတော်သားတို့ကိုစွန့်တော်မူတည်တိုင်လို့ပြောတယ်ဘယင်ဖြစ်တဲ့ဘုံအနုဘော်နဲ့ပြည့်စုံတဲ့သားတော်ကိုစွန့်ရဲတဲ့ဖခင်ဖြစ်တယ်အဲ့လိုမျိုးစွန့်ရဲတဲ့ဖခင်ကဒီနေ့လွယ်လေးရှင်းလေးပေးလာလိုက်တယ်ဘယ်လိုလွယ်လဲငါရဲ့သားတော်ကိုယုံကြည်ပါယုံကြည်ရင်မင်းတို့ကောင်းကင်နိုင်ငံတက်ခွင့်ရှိတယ်အဲ့ဒါကဖခင်ရဲ့အလိုတော်ဖြစ်တယ်တခွန်းတည်းပါပဲယုံကြည်ပါသားတော်ကိုယေရှုကိုယုံကြည်ပါဆိုတဲ့တခွန်းတည်းပါပဲအဲ့လောက်ပြောနေလို့မှ
Namalachin Yansong needed, send along money, gum kaimani, lebin kaimani, so ye. Payago Piamalet, Payapep Yamalet, so ye. Deep yes on the taro, the body of taro was so ye de Payaga, Tingo, Mayetuabu, Mayetuade, Chema, Namyoro Mam Hobu. Namyolo, Mapay Dwasi, Juno Pionida, Kuaga, Juno Pioram Hobu, Juno Pilo Mayabu Edaga, Payap Pionida, Juno don't you be of Pionida, the same Pionida. I don't need jar a chema. I don't Payanga Pionida Besude, Nalonda and Natoma. We pension, Gay Chene, Naton, you know, getting Shene, wait on my pete. To Biode, Sundo Mudita, Anu Biolo, Taro Masunye. Pipis on a taro, soon yere to ga Namatone to digo, Mayetwa dread to Namyorom, Hobuno. You know the Barason on Mudita, Loki Daru go Chitomui. Darogos, the body of Daro, son of Mudita, Catholic go Chitomu, ilum of your taboo. Nichin Barago Chitomu, ilum of your taboo. Hindu ma venini. No, Niopala, Nashabe Lonibasi. Bota Badamabe. Google Nibasi, she Nibasi. Para you Bioramu, Loki da Sude Yaga, Along of Biora, Luta Along of Bioni Yachimte. I don't have a Sambu, Edaka Kriyan ye, Paya, Kriyan ye, Shulu, Biolo Miabu, Payaki Chitaga, Loki da do Chitomu, Ilu Biolo. Be Payaga to no do Atana Kabule. Mamino getting 9 days with a Piabe Machide, Shajiba, Mejiba. Nama getting Bena Busu de Yaka, attaining Pioni de Eddie Piadiga, getting him Hobulo to Pioni de Edo Dimaga, going in the Mizu Penzine Piaga. General getting mood, getting people to the body of Daro was Sunday, so they haga. Daro Ape going in a Yossi boot, must show on, Shishan Nale on. The body of Daro was less on Pilar. I don't lucky that's with the Yatema, but Luda Alon a tishide, Luda Alon, social candidate, Pia Nine, social candidate. I don't wait quello ya on. The get attention of Muropia, Kedishin Piago, Pimino ya on Piaga, Shishinly, a come make with Bila Jimjete. To can get it a yadi Alon could not do it, to Jessie can get it a ya Alonga, to the rope Jessie, Chendo Mayasi Bene, Bibi de Piapete. A chin abim hobene. A chin abim loaded Haga to replace on Lolo Miyabu de a town of Johnny Gentete. A chin abim hobu. To Baratia abim hobu. A pig G de Lutum of Yobu. A pig below G to Maquillo night at Pisura Shibu Piaga. Dama two Mukuza Bene, two Jim Bene, the Chapiago, Niana Piarigo, go when name, so down him so ye. To run the low naga two, Mamma Pida. To Belomioke de Naomale. Erajan. Payapi de Kedi Chenzuraga, usually, Shishinly, a come make with Bila like that. Lily would Bila like that. Edago. Go back to Josalo, my young man, Payaga Tilo. Josalo. Josa, Majosa. Josalo, my young man Tilo. Josa Muludo, Buso Vido. Young Chicenta Kunade, going in Pogo, Payaga, Bila like that. Josa looked to the Aluga, Mamare, Baradiaga, Lokina. Dia look Macauna Loba, Yoda Baradia. Kaini Daga Baradia. Macauna Malone to the Haga, Baradia. Yeshuka to look baby, Dago Yomba. So they haga, look baby, Daga, Yeshu Pite. No, Yeshuka, Baradiana Masangu, Druketishan, Tata, Lagate Piapete. Baradiaga, General Lokine. Then met General Malone now. Arajan Shende, Yeshuka Shende Baradia Kawi me, General Macauna Mulo. Baradia Ben Mavenini. Nale the Boba Wudaga, get his shinga Yeshu Pete, so we don't say the longer Yeshu be like me so ye. Tuga Baradia Chidam Hobulo. Tizi Chene. Baradia Gabularam Hobusura, Tizi Chene. The body of Daro was Sondomo de Dion, Loki Daro go Chetomo, Ilu Yolo. Baradia the cuckoo,
ထဲမှာနေတော့မှယေရှုကိုယုံကြည်ဝန်ခံထားဖို့လိုတယ်အဲ့ဒီလိပ်စာကဘာလဲကောင်းကင်နိုင်ငံငါရောက်ပြီဆိုတဲ့လိပ်စာကိုဘုရားကပေးနေတာဖြစ်တယ်အဲ့ဒါကြောင့်ရှင်းလင်းစွာတဘောပေါက်တယ်ယုံကြည်တယ်အခုဘုရားကပေးတဲ့ကယ်တင်ခြင်းကိုငါနားလဲပြီဆိုတဲ့သူတွေရှိရင်ကျွန်တော်နဲ့အတူဝန်ခံပါသူ့ကိုနှလုံးအားဖြင့်ယုံကြည်ပြီးတော့နှုတ်အားဖြင့်ဝန်ခံတဲ့သူအားလုံးကိုသူကကယ်တင်ခြင်းပေးမယ်လို့ပြောတယ်နှုတ်အားဖြင့်ဝန်ခံခြင်းဆိုတာကအတန်ထွက်ပြီးတော့ဘုရားကဝန်ခံခိုင်းစေခြင်းအဲ့ဒါကြောင့်ခဏလေးဆူတောင်းမယ်တဘောပေါက်တယ်နားလေတယ်ယေရှုကိုလက်ခံခြင်းတယ်ဆိုရင်ယုံကြည်ပါတယ်ဆိုရင်ကျွန်တော်နဲ့သူလိုက်ဆိုပေးပါအိုးဘာဗျာကိုရိဘုန်းတော်ကိုချီးမွမ်းပါတယ်ကိုတော်ပြီးတဲ့ကယ်တင်ခြင်းတရားကိုရှင်းလင်းစွာနားလေတဘောပေါက်ခွင့်ပေးတော်မူသည့်အတွက်ကျေးဇူးတင်တယ်အိုးယေရှုဖေဟာကိုတော်ကိုကျေးဇူးတင်ပါတယ်ကျွန်ုပ်အပြစ်အတွက်လက်ဝါးကတိုင်မှာအရာအားလုံးအတွက်ကိုတော်သုံးခဲ့တော့အသွေးတော်အားဖြင့်တန့်စင်စေခဲ့ပြီးတည်ခြင်းမြတ်ဆုံးမှန်ကိုအောင်မြင်ပြီးတောင်းရမြောက်တည်နှိမ့်မှာရှင်ပြန်ထမြောက်တော်မူကြောင်းကိုစိတ်နှလုံးကျွင်းမဲ့ယုံကြည်ဝခံပါတယ်။အိုးယေရှုအရှင်မြတ်ကိုတော်ရှင်တပါးလိတလည်းကယ်တင်တော်အရှင်ဖြစ်တယ်။တားတော်ရဲ့စိတ်နှလုံးသားထဲမှာကိုတော်ကိုနေရာပေးပါတယ်။ကိုတော်ဝင်ရောက်ကင်းဝတ်တော်မူပါ။ကိုတော်တပါးလိတလည်းကယ်တင်တော်အရှင်ဖြစ်တယ်ဆိုတဲ့ဟာကိုနှလုံးကျွင်းမဲ့ယုံကြည်ဝန်ခံပါတယ်။အိုးယေရှုဖျားတားရဲ့ခန္ဓာစိတ်ဝိညာဉ်အားလုံးကိုလက်တော်တို့စက္ကဆူတောင်းပါတယ်။ယေရှုကြီးမားလာပါတယ်။အိုးယေရှုဖျားအာမင်အဲ့ဒါရပြီဆိုရင်လွဲလေးဆိုတဲ့ဟာကယုံကြည်ခြင်းတစ်ခုနဲ့တာရတယ်ကိုလှုပ်လို့မရလို့အကျင့်အားဖြင့်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးကိုရဲ့ဘာသာတရားအားဖြင့်ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးကိုကအပြစ်တရားဆေးကြောဖို့အတွက်ကဒီလိုမျိုးဝန်ခံမှရတယ်ဆိုတဲ့အရာကိုနှုတ်ကပတ်တော်အားဖြင့်ပြောနေခြင်းဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ယုံကြည်ဝန်ခံတဲ့သူအားလုံးပေါ်မှာဘုရားသခင်တာ၍ဘုန်းထင်ရှားပါစေဘုရားသခင်ရဲ့ကယ်တင်ခြင်းတရားယေရှုတခင်ရဲ့ကျေးဇူးတော်အရောက်စီတိုင်းပေါ်တက်ရောက်ပါစေဝိညာဉ်တော်တူထီခြင်းအားဖြင့်ဝိညာဉ်တော်စကားပြောခြင်းအားဖြင့်တာ၍ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရရှိခံစားပါစေအာမင်